မပြေဘူးဟုတ်လားပါဦးနေပွဲပြပါပါဦးနေပွဲဆိုတော့ယိုရီဖပ်လက်လေလမ်းမှာလာ try တာမအောင်မြင်သွားဘူး energy လေးနည်းနည်းလိုနေတယ်အီဘန်ဂျီနေနဲ့တော့တေကန်ဒီဆက်ဆက်ယိုရီတော့ပြန်မောက်မယ်နေထားပဲယိုရီဖပ်လက်ပါပြီးလိုက်ပြီနော်ရှီဇူလန်ဒန်ဖလက်ဆောင်းမိုက်တယ်ဆိုတော့ဒီဘက်မှာတော့တာတေဘိုင်တော့အမြန်တော့ဖိုးချနေတယ်ပေါ့နော်ကျွန်တော်တို့ join အိမ်ပြန်သွားတဲ့အချိန်လေးကိုတီထားတော့ဒီဘက်မှာလည်းအားလို့ဒီဘရော line နောက်ချက်ပဲဖလစ်ကာတွေပါခုံပြီးတော့မင်းတသိန်းလုံးကိုသူ့ဘက်ကိုဆွဲထုတ်သွားတာအဲ့မှာတော့ join နဲ့ define ပြီးနေတာဒီဘက်က black ကိုပါကောက်ဖို့ကြိုးစားနေပြီမဟုတ်ဟိုဘက်မှာတော့ T-Bro လေးကို Angela ဝင်ပူးပေးထားတော့မှမရတော့ဘူးဗျတယ်လေးတော့10စက္ကန့်ကျော်လောက်တော့လိုနေပါသေးတယ် AI Yuri ဟပ်တက်စီရပြီ define adjustment ရတဲ့ကောင်ကြီးဆွဲပေမဲ့ instant damage မပါဘူးကျွန်တော်တို့ပြောတာအဲ့ဒါဗျာသေးလားမိတ်ကဥမာလူနိုးလိုပါဘူးဆိုမစိုးဘူးသားကြီးမှန်မယ်ဇူရှင်းနဲ့ဆိုတော့ဆွဲလဲဖြတ်ဖို့တော့တော်တော်ကြီးတော့ Yuri ဟာဟိုတကယ်ဝင်ကောက်ရတယ် grow ကြီးကို what the fishအဲ့မှာတော့ Yuri နေနေတော့နော်ဂျန်ကန်သေးလေးပါစားသွေးလေးတက်သွားနေတာတခုမှ cable လေးနှစ်ချောင်းဆွဲပြီးပြန်ပတ်လိုက်တာပိုကောင်းတယ်နော် join ရဲ့နင်းပြီ Fanny သေးလားလွတ်သေးတယ်လွတ်တာတော့လွတ်သေးတယ်ကာဆွဲလာရင်လားဒါကြီးဟုတ်တယ်ကာကြဆွဲရင်ပြောတာပါလာစီကပါလာဒါတိုင်းမလီဖစ်ရောမဟုတ်ဘူးဗျာနော်ဆိုတော့ဒီဘက်မှာတော့ဒါတဲ့ restart ခဏပြန်ချရှီဇူအင်ဂျလာဝင်ပူးပေးတာနည်းနည်းလေးမြဆောသွားလာအားလို့ final set ကြားမှာပါသွားတယ် P7 ဖလစ်ကာခုံထော်ဝိုင်းနဲ့နောက်ဆုံးမဟန်တော့ဘုံမှာချုပ်ပြီးတော့ပဲပြစ်ထားသေးတယ် Cherry Cutie ဒီဘက်မှာတော့ဒါတဲ့ရော Yuri ယူသွားနေပဲနောက်မှလည်း Fanny နေနဲ့တော့ဆက်တော့မလိုက်တော့ကာကြ Divine Jasmine မရှိဘူးသူခုနဆွဲထားရတယ်တူတယ်ကတော့ဆွဲလိုက်တာရောအဲ့မှာတော့ Granger နဲ့ Fanny ပဲဝင်ရှင်းပေါ့နော်ဒါပေမဲ့ T-Bro မသေးသွားဘူးဟိအောင်အေးအဲ့ UA နက်ကမဲမြင်ရကြီးတော့ light ပုတ်လိုက်ပြီဆိုတော့လေ T-Bro တော့ညတဲကြီးမဲကြီးအပေါ်လန်းကိုတော့အပိုင်စားနေတာဆိုတော့ရှီသူလည်းအဲ့တိုင်းပဲဟောတော့လီတာအနေနဲ့မလီဖစ်ရောပါလာပြီဗောနော်ဗလန်ပြောတဲ့ item တကွဟောမှာရှီဇူယိုရီနဲ့ကိုတစ်ချက်နော် dash လိုက်တိုင်းသူတထုံးတော့ကြော့သွားတယ် join လည်း define ပေးနေတော့ Messi လေးပါရနိုင်မလား nice လုပ်လို့ရတယ်ဗျာဒီချိန်ကဒါပေမဲ့ရှီသူကလည်းခုတိတိအပေါ်လန်းပါပဲအေး Fanny ဘိတ်ခံလိုက်ပြီအားလို့ finance လက်ရရင်မလားယိုရီနည်းနည်းလေးတော့ပြန်အောက်ပလေးပြထားတယ်ကတ်တော့ပါပိုင်းပြီး T-Bro တက်သွားနောက်ကျောတဲ့တွေကိုဓာတ်နဲ့ထိုးရတယ်ရအောင်ရေးရှီသူပါ Granger ပြစ်ချက်နဲ့ရှော့သွားတယ်တကယ်ကောင်းတယ်ယိုရီ Grow ထတော်နေချက်ဟန်တော့ဘုံပြစ်တာတော့ပြစ်နေသေးတယ်နောက်မှာ Cherry Cutie ပလီကာနဲ့မှခုံပြီးတော့အလီတိုင်းကိုဝင်အိမ်မေးဝိုင်းတယ်နောက်မှာတော့ Fanny လာညီနေသေးလားကာကြတော့ကောင်မတေသွားနေတယ်နောက်မှာ Obsidian နဲ့ကျွန်တော်တို့ Angela ဆွဲလုံးလေးကတော့တောက်ဝင်နေနေနောက်မှာ Cherry Cutie PA7 ကိုမှထပ်တော့အိမ်မေးထားတယ်နောက်မှာ Cherry Cutie တော့ Fanny ဝင်ပိုင်းနေမယ် damage မလောက်ဘူးရွှေနဲ့ဝင်လာတယ်ဆိုမှလည်း Cherry Cutie triple gain နဲ့ပါထပ်မှန်ပြီးတော့ကေးကောက်ထားရနေပဲအောက်လန်းလော့တွေပါတွေကလည်းเนาะကျွန်တော် AI e-sport သွားလှုပ်လို့ရရင်အနေထားမျိုးမှာတော့ရှိမနေသေးဘူးဗျာဒါကတော့ပုတ်သွားမှာအဝေးကနေဟုတ်တယ်ရှီမန်းတည်တယ်ဗျာ join တော့တကယ်ကြီးပဲလော်ကြီးကိုဖိုးချနေရလားမသိဘူး Fanny ကိုအပေါ်လန်းမှာမြင်သွားတော့တောက်လျှောက်တွေဖိုးချဝိုင်းနေမှာတော့လော့တော့ရှီဇူးပဲကတော့ထတော်နေချက်တွေပိုင်းနဲ့တိုက်နောက်မှာ Fanny လာပြီးဇူရှင်လန်ဒန်ဖလဲတော့ကင်ပေါက်မလား P7 နောက်မှာကင်ပေါက်ဝိုင်းဆိုမှသူကိုယ်တိုင်ပြန်တည်သွားနေမှာတော့ Obsidian အနေနဲ့ကတော့ Yuri ကိုတောက်လျှောက်တွေဝင်ပစ်ဝိုင်းနေပဲ Yuri တကောင် Astro ပေးပဲထပ်ပေးထားတယ် Granger အနေနဲ့တော့ T-Bro လေးတော့ပြန်ကြီးကောက်ချင်ပေမဲ့ Angela ဝင်ပူးပေးထားတဲ့ခိုင်းတာမှာတော့ T-Bro အောက်ပလေးပြနေသေးလားမရတော့ဘူးဆိုတော့အလီဒါအဲ့လိုမျိုးအလန်းဝေးရနေပြီးတော့ပြစ်ခွင့်ရမယ်ဆိုတော့ damage တော့ထွက်တယ်ဆိုပေမဲ့ဒီ lot bat တွေကတော့ပါလာနေတော့ကတော့တော်တော်ကြီးကောင်းသွားတာဘရိုရှင်းနဲ့တွဲတာကြီးကလည်းအမှန်တိုင်းပြောရင်တော့တမျိုးတော့တမျိုးကြီးသူတို့ကကောင်းအဲ့လို Grow ထတော်နေချက်အောင်မှာတန်းမှာပြောင်းဝိုင်းနေပြီတကယ်ကောင်းတဲ့ Rookie TZ ရဲ့ barricade ကွာ Granger နဲ့အပေါ်လမ်းမှာ Angela ကိုပြေးပြန်ပြီးမယ် Winter Crown နော်ကျွန်တော်ဒီခါမှလည်းသူ့အနေနဲ့ AD ရင်မသုံးAD သုံးရင်လည်းဆွဲတော်မှာဒါကြီးဒါကတော့မင်းကနေညင်းနေရမလို့တော့သိတယ်ဟောကဲတော့ပြန်ဖို့ Retreat ဟော Yuri Blank ဟုတ်တယ်ဟောဘေးနာနေကပ်ပေါက်သွားတာရအောင်ရင်ရှီသူကတော့ဒီဘက်မှာတော့ Land of Flame ဘိုင်းနဲ့တော့ pressure ပေးခံနေရလို့တော့မသိဘူးအိုးလာလာဒါကြီးဟဲ့နေပြီဒီတိုင်းမှာ Dallas Strike နဲ့ P7 ထပ်တော့နေချက်2 man အရန်လာတဲ့ကိုမိုတစ်ခုတော့ဖန်တီးဖို့ကြိုးစားပေမဲ့ on hand တော့ဘုံလွဲသွားတယ်အလီတာကိုလမ်းချိတ်တာဆိုတော့အဲ့ hand တော့ဘုံလေးထိရင်တော့အလီတာပြတ်သွားနိုင်တယ်သိလား Obsidian ပြတ်တာဟောဒီရန်လိုက်တာဝေးသွားတာဒါတော့ P7 အခြေအနေလေးတော့ကြည်ထားနေမှာမကားကြ Divine Adjustment finally Black မင်းပြောတဲ့ရှီဇူကိုမိသွားပြီရှီဇူဖမ်းပြသွားတာကဲနော် Black performance တကွပဲအဲ့မှာတော့လေလန်မေဂါတလန်ပြီးဟိုးဘက်မှာ Obsidian ဝင်းနေချောက်ပါတောင်းပေးထားတယ် Cherry Cutieသူတော့နဲဝါလာတော့မှလေတောက်လျှောက်တွေဟန်တော့ဘုံနဲ့ဝင်သွားပြီ Cherry Cutie ဘေးနားမှာ Granger ကြီးရှိတာမသိဘူးနဲ့တူတယ်အလီဒါဆိုနာဒါရက်ဆိုဒီပြစ်နေတော့မေဂါ3လမ်းတော့ရဝိုင်းတယ် Crystal တို့တော့တစ်ချက်ချင်းစီအလီဒါပြစ်တော့ပြစ်နေသေးတယ်ကခရီးကတော့မရှိတော့ဘူး Obsidian ထပ်တော့အင်ဂျင်နေတယ်ယူနာကတော့မာကန်ကျွန်တော်ဒီချက်ကိုရှောင်ပြောင်းရတယ်အလီဒါအားလုံးရတော့ဗတ်မရတော့ Divine Adjustment ဆွဲခံလိုက်တယ်အားလုံးအနေနဲ့ Unstop ဖိဖိတန်းတော့ပေးထားတယ်မလို့မန်စီကလည်း Obsidian ရှိတာနေပြီးတော့ damage တွေသွားခံပေးထားတယ်ကဲမလဲ Grow အနေနဲ့ Mighty Swing ဘာညာပေးရသေးလား P7 သွေးတော်တော်နဲသွားပြီ
နောက်ပါလေ rookie TZ နော်ဒီဘက်မှာပြန်ထွက်လာတဲ့ကောင်လေးကျွန်တော်တို့ Ibanji အော်ဒီဘက်မှာ PSM မှာ Cherry Cutie ပြစ်ချက်နဲ့ shot မှာ Mazzi နဲ့ Alida ပုတ်နေတယ်ပေါ့နော်ဆိုတော့အဓိကတော့ bait နေတာ Divine Jasmine နဲ့နောက်ဆုံးဆွဲဖြတ်တော့လေ Grow ကြီးဒီနှစ်ကွက်ကတော့မရှိတော့ဘူးကိုတို့အဲ့မှာ join ကားကြမှာ Divine Jasmine မရှိတော့မှဝင်လာတွေ့လာတာအေး Fanny K ပဲဟုတ်တယ် Jory Wall နဲ့ညက်တော့မယ်လို့အာယုံနေရနေပြီဗလားမင်းတော့မသိဘူးငါတော့အဲ့လိုအာယုံရနေပြီ လိမ့်ပြဿနာရှိနေတာဟုတ်တယ် lane pressure ရောဟောတိုက်အားတော့လိုက်သွားသေးတယ်နော်ဟာ Yuri သေသွားမလား Winter Crown နောက်ဆုံးမှာတော့ Yuri လေးကတော့ပြတ်သွားခဲ့ပြီတော့ထွက်တဲ့ timing ကြီး join တော့ fine ပြီနဲ့ black ကိုပါထက်ရမှာဆိုတော့ AI ကတော့ပြားတုပ်ပြီနဲ့တူတယ်ညီကိုတို့in model တွေပါရောဒီဘက်မှာ leader ကောက်ဝင်သွားတယ် in model အလယ်လမ်းမှာ leader နောက်မှာ Cherry Cutie ဝင်တက်ဝိုင်းနဲ့ဗီတို့က3កောင်တိုက်တန်းမှာအဲ့လားမသိဘူးလေရန်လည်းမားတယ်ဗျပြန်ပြီးတော့နော်ဆိုတော့အဲ့မှာ law တွေပါလို့လာအလယ်လမ်း creo လေးတွေပါနေတယ် mega တွေပါတက်ချို opposite ကမမိတဲ့ပြဿနာတွေကပူဆိုးလာပြီတိုင်း opposite က battle တိုင်းမှာ free hit P7 ဟော winter crown လေးတော့ကောက်တော့ကျွန်တော်ဒီဘက်မှာ leader ဝယ်တိုင်းတော့မရှိစုလေးတော့ P7 ရလိုက်တယ်ဒါလေးကတော့မစိုးဘူး okay မရသေးအဲ့လိုတော့မရသေးပြန်ထွက်ပြီအခွင့်အရေးတော့ရှိတယ်စီသူလေးရလိုက်တာပဲဥစ္စာဖြစ်သွားမှာစီသူတင်ရမှာမဟုတ်လို့ရှိရင်ဒီနေရာတော်တော်အနေများအောင်ပါသေ fanny ကိုသေ fanny AI လည်းမာတယ်ဒါကြီးပြောလို့ပြောတာမဟုတ်ဘူး okay အဲ့မှာ Thronic chat လွယ်သွားပြီနောက်မှာကားကြလာတယ် Lana Flare ကင်ပေါထိုင်းနေမယ်နောက်မှာလည်း Grand ကြပါလာပြီဆိုတော့ Divine Jasmine လေးဆွဲလိုက်မလားဒါ Rookie TZ Lana Flare လေးနဲ့ပဲနောက်ဆုံးတိုင်းရ liquid ဆိုတော့တင်တော်တော်မိုက်တာပါ P7 Obsidian ဟန်တော့ဘုံနဲ့ချုပ်ခံလိုက်နေတော့ Mazzi သွေးနေနေလေးနဲ့တော့ပြန်ထွက်ထားသေးတယ်ဟန်တော့ဘုံ Cherry Cutie ဟောအဲ့ဒီမိတ်3လိုက်သေးတယ်နဲ့တူတယ်အလီဒါကျော်တပတ်မလေး flicker ပါညာခုံပြီးသွားတယ်မဆိုနာတော့ Rasodi ထထောင်းနေချက်နဲ့ Yuri Immortal Winter Crown ခဲတောင်းတော့ဥပမာအားတော့ဘတ်လိုင်းနဲ့ဝင်ပြီးတော့ control လုပ်နေဆိုမှလည်း Immortal ကြောင်းဝိုင်းနဲ့ Yuri နဲ့အသက်ပါသွားတော့ Grand ကြတက်နိုင်တော့ပြစ်နေရဆိုပေမဲ့ Cherry Cutie လောက်တဲ့ဒိုင်းမများဘူး9កောင်လုံး stay line နဲ့တူပဲပါလာနေထပ်ပြီးတော့တက်ဖို့တော့လုပ်ပေးမလဲကျော်ဒီဘက်မှာတော့ black သူဖမ်းညင်နေတာဆိုရှိသူလော်လေးကိုလှုပ်လို့ရတယ် Cherry Cutie ပြစ်ချက်နဲ့နော် Cherry Cutie ဟန်တော့ဘုံပြန်ရပြီဆိုတော့တကောင်ကိုချိတ်ပြီးတော့ပြစ်လိုက်မှာဒါအလီတောင်မင့်သေးပြီလေဟိုဒီဘက်ရှုံးပြီ black ပြန်ပတ်သွားပြီ immortal တော့ရှိနေသေးတယ်4ယောက်5ယောက်အောက်သွားချဖို့တော့လုံနေတာတော်တော်ကြီးကိုအန်နေများတဲ့အကွက်တွေပါ Fanny ယူလာဘာကြောင့် Fanny ယူရင်တော့ risk ရတယ်ဆိုတာဘာကြောင့်လို့ပြောလဲဆိုတာလေသဘောပေါက်သွားတော့ပါပြီ plan ဒီလောက်ဆိုရင်လင်းကစီးနေတာဆိုတော့ pressure ပေးရမှာကဲဆိုတော့ဒီမှာတော့ retribution ရှီစုပဲပေါက်ဝိုင်းနေပဲเนาะလော်လေးရတယ်ဒီနောက်တစ်ခုမှာတော့ကျွန်တော်အကုန်လုံးပြန်ပန်းရမယ်ဒါမှမဟုတ်ပြန်ချခြင်းသေးလားချခြင်းချလို့ရရင်တော့အားလို့ရလာပြီဒီ bro P7 Winter Crown Immortal ကောက်ဆော့ဝိုင်းမှာ finals လက်ကြားမှာ Immortal ကြာသွားပြီဟိုးပါမလဲရှီစုပြတ်သွားတယ်ဆိုရင်နောက်ဆုံးမှာ P7 အနေနဲ့တော့ Cherry Cutie ပြစ်ချက်နဲ့ legendary gift ပေးထားသေးတယ်4ယောက်ကတော့ထပ်အင်းအောင်ပဲတီဘရိုကြီးကိုကျွန်တော်တို့ rest နဲ့ပြဿနာတက်နေတော့ဆော့ရတာပြောစရာကြီး16မိနစ်ဟောင်းတကယ်ဆော့တာတကယ်ဆော့တာနော်မပါလာနေရမယ် AI နဲ့တွေ့တော့မှလာကောင်းနေတာဟောင်းကြီးမပွဲ hybrid ပုံစံနဲ့ပုံလာတာကြီးဟုတ်တယ်အခုက तू ကဟို defense မကြ damage မကြနဲ့ hybrid ပုံစံဆိုတော့ကာကြ Divine Jasmine ဆွဲလာလေးတော့ဟုတ်တယ်ဆိုပေမဲ့ဒီဘရောအားလုံး finals လက်ကိုတော့ leader ရှောင်ပြသွားတယ်အဓိကတော့အဲ့လိုမျိုးတော်ဆွဲအစားလေးဆွဲထုတ်နေတာပေါ့နော်ဟိုးပေါ်လမ်းမှာလည်းလိမ့်လေးစီးနေတာတော့ပြန်ကားမယ်နော် Cherry Cutie သွားကားမယ်ဆိုတော့ဒီဘက်မှာလည်း4ယောက်နဲ့ဖြစ်သလိုတော့ချရမှာနောက်မှာ P7 Lana Flare ကြမရှိစုသွေးနေဝိုင်းပြန်တော့ဘတ်ထားသေးတယ်အန်နေများတာအဲ့ဒါတွေပဲဆိုတော့အလယ်လမ်းမှာလည်းခရီလေးပါလေးအဲ့လောက်တော့တိတ်မရှိဘူး Fanny ဝင်လာပြီးနောက်မှာ Yuri တောက်လျှောက်တွေတော့ Cable ဆွဲပြီးတော့တတ်ဖို့တော့ကြိုးစားမယ် Cherry Cutie ဟန်တော့ဘုံချုပ်ထိုင်းနေနောက်ဆုံးမှာ Yuri တန်းမှာပြတ်သွားနေပဲနောက်ထပ်အနေနဲ့တော့ T-Bro အားလုံးအနေနဲ့အလီဒါနောက်ပြေးကားဖို့လုံနေနေပဲရောက်သွားပြီနော် Dana Strike နောက်တစ်စစ် finals လက်ကြောင်းမှာတော့အလီဒါမှာတည်သွားမယ်နေတာအလီဒါ immortal တွေတော့ကောက်ဆွတ်နေပြီမဲ့မရတော့ဘူးလားအလီဒါတကောင်မှာထပ်တည်သွားနေမယ်တော့ရှီသူတန်းမင်းတော့ P7 immortal ကြံနေသေးတယ်ဆိုမှ P7 တကောင်မှာ Cherry Cutie ပြစ်ချသွားနေမယ်တော့ T-Bro P7 မှာတတ်သွားနေမယ် Mega K Cherry Cutie တွေးတော့ကြံနေသေးတယ်ဒါပေမဲ့လဲလမ်းမှာလိမ့်နေပါတော့ဖြတ်ပြီးတော့ထောက်တိုင်းနေတာတကောင်မှာ Blend နေတဲ့ Divine Jasmine ဆွဲထားသည့်တိုင်အောင်ရှီသူနောက်မှာ dash မလိုတော့ဘူး record တွေပါပြသွားတာရအောင်ရေး၄កောင်သေးသွားတော့ Mazzi တကောင်နဲ့ထိန်းဖို့တော့ဘလို့မှမဖြစ်နိုင်တော့ဘူး record တွေပြ no လေးတွေပြထားရင်းနဲ့မတော့ AI အနေနဲ့ကတော့ game number 1တော့ mega 3လက်ကမ်းမခံတော့မလားပါလာရင်တောက်လျှောက်တွေတက်လာပြီနောက်မှလည်းဒီ bro ချိန်နေကြည့် join sing team နောက်မှတော့ growth ထတော့နေချက်မရတော့ crystal throne only ပဲပြေးချိုးသွားတဲ့ခိုင်းတော့မှာတော့ game number 1 AI esport အနေနဲ့ကတော့ပါလာရင်ကို mega 3လက်နဲ့ရှုံးနေသွားခဲ့ပြီပဲဖြစ်ပါတယ်